လူလူလဲပေါ်တတ်တယ်တည်ငြိမ်မှုမရှိပြောင်းလဲခြင်းသဘောရှိတယ်ပြောင်းလဲပြီးတော့နောက်ကဆက်ဖြစ်နေတာချုပ်မသွားဘူးလားပြည့်မသွားဘူးလားပြည့်တာတော့မဆောင်ပြဘူးလားပြည့်သွားတော့ရှိသေးလားမရှိတော့မရှိဘူးလားအဲ့ဒါမရှိတော့မရှိဘူးလားဒီထဲပါကြည့်သေချာကြည့်ရင်ပါကြည့်ဘာမှမရှိဘူးလို့မသိဘူးလားဘာမှမရှိတော့မမြင်ဘူးလားအေးဘာမှမရှိရတယ်မြင်လားအဲ့တော့ဘာမှမရှိဘူးတော့အတော်ဘာမှမရှိဘာမှမရှိအခုကဘာမရှိရလဲကုသလဓမ္မဖြစ်ပြီးအကုသလဓမ္မဖြစ်ပြီးအလိုလိုဖြစ်ပြီးတော့အလိုလိုပြည့်ပြီးတော့အလိုလိုချုပ်သွားပါလားဟုတ်ပြီလားဦးဇင်းမင်းကဥပမာပြောသလိုမိကြီးတစ်ခုချစ်လိုက်တယ်မိတောက်တယ်မဟုတ်တာလည်းကျနောက်တစ်ခါမိကြီးချစ်တယ်မိတောက်လာတယ်ပထမမိတောက်လာအဲ့လိုပဲပထမရှိစိတ်ကဓမ္မတတ်ကအလိုလိုဖြစ်လာတာလေသူ့သဘောသူဆောင်ပြီးတော့ပြည့်တဲ့ဒီပြောင်းလဲသွားပါလားပြည့်ပြီးတော့ချုပ်သွားပါလားဆိုတော့ဖြစ်မှုရဲ့ပြည့်မှုရဲ့ချုပ်မှုရဲ့သုံးမျိုးပေါ်မလာဘူးလားသုံးမျိုးသောလက္ခဏာရှိအောင်အဲ့ဒါစိတ်ကလေးတစ်လုံးဆိုတဲ့ဓမ္မကြီးကုသိုလ်နဲ့တော်၎င်းအကုသိုလ်နဲ့၎င်းသူကပေါ်လာလိမ့်မယ်ပေါ်လာတာကိုလည်းပေါ်လာမှန်းသိသူကအကုသလဓမ္မလည်းအကုသလဓမ္မအဖြစ်ဆောင်းပြလိမ့်မယ်ကုသလဓမ္မလည်းကုသလဓမ္မအဖြစ်ဆောင်းပြလိမ့်မယ်ကိုယ်ဆောင်းပြတာဒီသတိလေးထားသွားပြီးတော့သူကပေါ်ပြီးတော့ဖြစ်တယ်ပြီးတော့ပြက်တယ်ပြက်ပြီးတော့ချုပ်တယ်ချုပ်တဲ့တရားကိုသိရဟုတ်ပြီနော်အဲ့တော့ဖြစ်တဲ့ဘောကနေပြက်တဲ့ဘောပြက်တဲ့ဘောကနေချုပ်တဲ့ဘောမရှိဘူးလားအနိစ္စဝရသင်္ခါရဥပ္ပါဒဝယဓမီနောဥပ္ပိစိတ်တော်နိရောဓနိတေတံဥပသမောတုခောသင်္ခါရပြုပြင်စီရင်တတ်တဲ့ခုနစိတ်ဓာတ်သင်္ခါရဆိုတဲ့ပြုပြင်တတ်တဲ့ဓာတ်ဒီဝတ္တသင်္သိဧကံအနိစ္စမမြင်ဘူးဥပ္ပိစိတ်တော်အလိုလိုလည်းဖြစ်လာလို့နိရောဓနိချုပ်လည်းပြောက်မသွားဘူးလားအဲ့လိုပြန်သိလို့ရှိရင်တေတံဥပသမောတုခောသိချမ်းသာတာပဲဒါဖြင့်ဖြစ်ရနေပြရချုပ်ရကိုပြေးဝင်ဖို့လိုသေးလားချုပ်သဘောကြီးရလို့ရှိမနေဘူးလားသိနေလားဖြစ်သဘောလည်းသိတယ်ပြက်သဘောလည်းသိတယ်ချုပ်သဘောလည်းသိချုပ်သဘောလည်းသိတယ်ချုပ်သဘောလည်းသိတယ်ဆိုရင်ချုပ်မသွားဘူးကိုချုပ်တာကသူ့ဘာမချုပ်ဘူးကိုကလိုက်တတ်လို့ချုပ်တာလည်းမဟုတ်ဘူးချုပ်ရအောင်လို့ရင်လိုက်လို့တာလည်းမဟုတ်ဘူးတတိအလင်းမြဲသွားပြီဆိုလို့ရှိရင်ချုပ်သဘောလို့တတိရှိနေလို့ရှိရင်ချုပ်သဘောပဲတတိရှိနေတော့တယ်အဲ့တော့ဒေါဂီအဲ့ဒီကိုနည်းနည်းလေးဦးလေးအစာပြိုးထားတယ်အဲ့လိုဆိုရင်အခုရှိခဲ့ကြမှာအဲ့လိုတရားထိုင်နေတဲ့စိတ်ကလုံးရဲ့ပေါ်သဘောသိပြည့်သဘောသိချုပ်သဘောလေးသိပေါ်ပြလာတဲ့အလိုလိုပေါ်လာတဲ့စိတ်ကိုလည်းသတိထားလိုက်တယ်ပြည့်တဲ့သဘောလည်းထောင်းတာလည်းကိုယ်ကြည့်တယ်ဖြစ်တယ်ပြည့်တယ်လို့ကိုယ်ကမရွတ်ပါဘူးနော်ဖြစ်တယ်ပြည့်တယ်လို့စိတ်နဲ့လိုက်မမှားဘူးဖြစ်လာတဲ့သဘောလေးကိုလည်းသိပြည့်သွားတဲ့သဘောလေးကိုလည်းသိနေလိုက်ပါကြည့်နေလိုက်ပါဘာမှမရှိပဲချုပ်သွားကိုလည်းမြင်ရင်ကြည့်နေလိုက်ပါသိနေလိုက်ပါဒါကိုကိုယ်ထိုင်ပြီးပွဲကြည့်တာကြည့်နေရုံနဲ့သူကခေါင်ပြတာလေးကိုသိဖြစ်တယ်ပြည့်တယ်ဆိုရင်ပညာသည်ဖြစ်ဖို့ပြည့်ဖို့သဘောကိုပိုင်းခြားပြီးတာကပညာသည်ပညာသည်တဲ့ကြည့်ခိုင်းတာပညာသည်တဲ့ကြည့်ခိုင်းတယ်မဟုတ်ဘူးအဲ့တော့မှဝေဒနာလည်းတက်လာအောင်တော့အတိတ်နာကပြစ္ဆုတ်ပံကာလသုံးပါးတဘာဝပြေးနေတဲ့ဆောင်းနေတဲ့ဓမ္မတက်ကလေးဟာဘယ်ရောက်လာလဲဆိုတင်းရတောင်းရထုံရခြင်းအသိပြောင်းသိမလို့လားဥပ္ပါကိုပြောင်းသိခိုင်းလားသူ့ဘာကိုပြောင်းသိပါလားဩသူ့ဘာကိုဆောင်းတာဘောခန္ဓာရဲ့ဇတ်ခုံခန္ဓာ၅ပါးဇတ်ခုံသူ့ဇတ်ကောင်သူ့ဘာသူပြလာတာကွာအစဉ်သိပါလို့အဲ့တော့ပူရတင်းရတောက်ရကိုသဘောကြည့်လိုက်တဲ့ခါကျတော့တရားမထိုင်ရင်ကတော့ဒီကတရားထိုင်ဘယ်နေရာကငါပူပြီးရှုမယ်လို့ကိုယ့်ကိုဖန်တီးထားတာပါလားဘယ်နေရာကအရင်ပူပါမယ်တောက်ပါမယ်လို့ကြိုတင်ဘုံကင်းလောက်ထားတာပါလားမပါဘဲနဲ့ဘာလို့သွားသိလဲဟုတ်ပြီလားဥပမာညာဘက်ပေါင်ကိုကြိုက်ပါတယ်ဆိုပေါင်ရင်းတူဘယ်ဘက်ပေါင်ကြတော့သူသိလားမသိဘူးညာဘက်ပေါင်ကိုကြိုက်တဲ့ခင်ရှားတော့ဥစည်းရတတ်ကိုနာမညွတ်သွားဘူးလားဩဓမ္မတာမင်းသားပါရင်မင်းသမီးပါတယ်ဘယင်ပါရင်အမကြီးပါတယ်ဆိုတဲ့အတိုင်းရုပ်ဥစည်းဖောက်ပြန်ရင်သာသာတဲ့ပြည်စီနံပြောင်းပြီးတော့ခန္ဓာဖွဲ့တာဓမ္မပါလားငါလားဓမ္မလားဓမ္မကြီးဆောင်းပြဓမ္မယုဓမ္မညာအဲ့တော့ပူရပေါ်တော့ပူရပြောင်းညွှတ်လိုက်တဲ့ခါကျတော့ပူတယ်လို့မသိဘူးလားငါဘာငါသိခိုင်းတယ်လားသူ့ဘာသူပူတယ်လို့မှတ်တတ်တဲ့မျိုးကငကိုပါလာလားငကိုပါလာတာပူတယ်ဆိုတာသင်္ညက်ခန္ဓာဟုတ်ပြီလားပူသဘောခံစားတာဝေဒနာခန္ဓာပူတဲ့အတိုင်းသိနေတာကသင်္ညက်ခန္ဓာပူတဲ့သဘောကိုနှလုံးသွင်းနေတာကသင်္ခါရခန္ဓာဆိုနာခန္ဓာ၄ပါးပေါ်မလာဘူးလားငကိုတွေကခန္ဓာအင်းတဏှာဆောက်တဲ့က၅မျိုးနဲ့ဆောက်တာတော့ဥစည်းရပြစ္ဆုတ်မှဝ
ဘဝတိခန္ဓာ၅ပါးအသိဆောက်မလားဘူးလားဆောက်လာဘဝတိတွေဆောက်နော်ပရမအတိတ်နာကပြင်းနေတဲ့စိတ်ကဘောအောင်ပြစ္ဆုတ်ပံပူရုပ်ပေါ်တော့ပူစိတ်နဲ့ပူရုပ်တဲ့ဘဝတိခန္ဓာတိမရဘူးလားဩဒီခန္ဓာကြီးကဘဝအတိတ်တွေချုပ်လိုက်အတိတ်တွေပေါ်လေဘဝအောင်သိချုပ်လိုက်နောက်တအားလုံးပြောင်းပေါ်လာလိဘဝအတိတ်တွေဖြစ်လိ